人工智产发下，共同忙些。人工智产呀，主要把打理家里。发下人工智能。买人工智产然后发下买人工智产。ကဲငကဘွတ်တောင်ရောက်ပါပြီရှင်ငကဘွတ်တောင်မှာတော့ထုံးစံအတိုင်းပေါ့နော်ခရီးဥကြိုပြုတဲ့သူတွေကတော့ဒီကဈေးသည်တွေပဲဒါသမျှဧည့်သည်ခရီးဥကြိုပြုတာတော့ဒီကဈေးသည်တွေပဲဒီမှာဇက်ဆောင်ပစ္စည်းတွေအစုံဝယ်လို့ရပါတယ်ဆိုင်တွေမှာအများကြီးပါညှစ်ချောက်တွေဟိုနည်းနေလည်းရှိတယ်မှာအိုးပုတ်တွေလည်းရှိတယ်မှာညှစ်ချောက်တရတိချောက်အပွင့်မျိုးစုံပေါ့နော်ပခုတ်ပွင့်တို့နောက်ပြီးတော့ပါလဲအများဒေသတွေပခုတ်ပွင့်လက်ပံပွင့်ကြောက်ဟွာချမောင်ဘူးအထုံးဒါတော့လက်ဆောင်ပစ္စည်းမျိုးစုံရောင်းတဲ့ဆိုင်မှာငါအိုးပုတ်လေးလည်းမျိုးစုံရှိရဲ့ဒါတော့ငကဘွက်တောင်အဝင်မှာငွေကြီးပေါ့နော်ငွေကြီး2ကောင်3ကောင်ဒီမှာ1ကောင်2ကောင်3ကောင်ငွေ3ကောင်ဒါကတော့ငကဘွက်တောင်အဝင်မှာရှိတဲ့ငကားစာဆက်တဲ့နေရာလေးပေါ့နော်ငကားရီကန်လေးပါနော်မောင်တော်ငကားရီကန်နဲ့အမတော်ငကားရီကန်ဆိုပြီးတော့လိုမျိုးနှစ်ကန်ရှိပါတယ်ဒီမှာလိုမျိုးနွားနို့လေးပါဆက်လို့ရပါတယ်ရှင့်ဒါတို့စီကဆက်ဖို့ဆိုပြီးရောင်းပေးထားတဲ့နွားနို့တဲ့နော်ငကားစာဆက်လို့ရတယ်တဲ့ကဲတမော်တက်ကြည့်မယ်ကဲမရောက်တာကြပြီဖြစ်တဲ့ငကဘွက်တောင်နေရာကြီးကဘလို့တွေများထူးခြားပြောင်းလဲမှုတွေရှိနေတယ်လေမှာဆိုလို့ရှိရင်တောင်ပိုင်ပူပူကြီးနဲ့ရှိပါတယ်ဒီဘက်မှာလည်းအမတော်မောင်တော်ငကားရိတ်ကန်ရှိသေးတယ်တော့ငကဘွက်တောင်တောင်မော်ကိုတက်တဲ့ဒီကားနန်းလေးပါဒီဘက်မှာလည်းအဘအောင်မင်းကောင်ရဲ့နန်းနန်းလေးရှိပါတယ်ကဲငကဘွက်ပူရောက်ပါပြီရှင့်အခုဆိုရင်အများကြီးပြုပြင်ပြောင်းလဲထားပါတယ်အနီးကပ်ကိုมาบวชတယ်ကဲပွက်စီတည်းအဖွားကြည့်ပြီးပြီလားအဖွားပေါက်ချမေးအောက်လေးလဲကြည့်ပေါ်လေးလဲကြည့်ကဲပွက်စီတည်းကဲငကဘွက်တောင်ပေါ်မှာတော့အခုလိုမျိုးရှုံမီးတောင်လေးတွေကဒီလိုမျိုးလေးတွေပွက်ပါတယ်နော်
ကဲကွက်တဲ့အတန်ကဲဒါကတော့ဒါရွှွတ်မီးတောင်လေးပါနော်ဟိုကအခုဆိုလို့ရှိရင်ငကဘွက်တောင်ပေါ်ကိုရောက်နေတာဖြစ်ပါတယ်ဒီနေရာလေးကငကဘွက်တောင်လေးပေါ်တယ်ဒါချိုရင်လေးပေါ့နော်ဒါမီးတောင်နေရာလေးပါချိုရင်မီးတောင်နေရာလေးပါဒီနေရာလေးမှာဘာသာရေးယူဆရှိတဲ့လူတွေကတော့ကိုယ့်ရဲ့ယုံကြည်ရာကိုယ့်ဘွက်ရာလေးတွေနဲ့အတိတ်နဲ့ဆူတောင်းလေးတွေလုပ်ကြပါတယ်ငကားစာလေးတွေလည်းကျွေးလို့ရပါတယ်နော်ဒီတောင်ဒီနေရာမှာမမတော်နဲ့မောင်တော်ဆိုတဲ့ငကားမောင်နှမရဲ့ဒီတောင်ပေါ်နေရာလေးပေါ့နော်သူတို့ရဲ့အိမ်ခန်းလေးတွေနဲ့ဒီနေရာလေးမှာဆူတောင်းပြီးတော့ဒီလေးတွေပေးကြတာရှိတယ်ဒီလိုမျိုးလေးတွေဆက်ပြီးတော့အတိတ်ထန်ဆူတောင်းကြရလေးရှိခုဆိုရင်ဒီမှာဒီငကဘွက်တောင်တွေဒီလိုမျိုးလေးတွေအများအားပွက်နေတယ်ပေါ့နော်အဲ့ဒီမှာကိုယ့်ရဲ့အတိတ်ထန်လေးတွေနဲ့ကိုဆူတောင်းကြတာတွေရှိပါတယ်နော်အမော်နေရာလေးကတော့အရန်ကိုတာရပါတယ်နော်ပြုပြင်ပြောင်းလဲထားတာတွေလည်းအများကြီးရှိပါတယ်ဘမမြင်နေရတဲ့တောင်ကတော့အမတော်တောင်လို့ခေါ်ပါတယ်ဒါမောင်တော်မတော်ဆိုပြီးတော့နေရာလေးခွဲထားတာဖြစ်ပါတယ်ရှင်တောင်ပေါ်မှာဒီလိုကြောက်ပြီးအကြီးကြီးလည်းရှိတယ်နော်ခဏခါးတွေစိတ်ကြိုက်သွေးလူလို့ရပါတယ်ရှင်အေးနာပဲတနခါးလေးလူက